အတွက်ရွှေတွင်းကိုကျမတို့တွေ့တယ်အခုဖုန်းနဲ့ကန်တဲ့ကြောင့်ပဲကိုရီးယားမြန်မာချစ်တီရဲ့ဒလားတံတားကြီးကိုအောင်မြင်စွာဖွင့်လှစ်နိုင်တယ်နော်ခင်ဗျားတို့ဘလောက်ပဲစော်ကားနေပါစေခင်ဗျားတို့ဘလောက်ပဲဝစီကန်နေနဲ့ပြမစော်ကားနေပါစေအားလုံးပဲမင်္ဂလာပါခင်ဗျာYouTube channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါဦးခင်ဗျာမင်္ဂလာပါမျိုးတို့ရေကျွန်မမပုတုမဟာသေးပါရှင်ဒီနေ့2026ခုနှစ် February 9ရက်နေ့ဖြစ်ပါတယ်ပထမဆုံးဝမ်းသာကြတဲ့ကောင်းလေးပြောပြပေးခြင်းနဲ့အခု2026နှစ်လပိုင်းအတွင်းကိုပင်လယ်ကြောင်းကုန်သွယ်ရေးကနေပြီးတော့နိုင်ငံတကာကုန်တင်တင်မော်ကွန်တိန်နာအစီး80ဝင်ရောက်စိုက်ကပ်မယ်လို့မြန်မာစစ်ကအာဏာပိုင်ဖွဲ့ကကြေညာပါတယ်ပြီးခဲ့တဲ့တလပိုင်းတော့ဆိုလို့ရှိရင်တော့ဒီနိုင်ငံတကာကုန်တင်တင်မော်ကွန်တိန်နာတင်မော်ကအစင်း60ကျော်ပဲကျွန်တော်တို့စိုက်ကပ်နိုင်တယ်ဝင်ရောက်စိုက်ကပ်နိုင်တယ်အခုနှစ်လပိုင်းထဲမှာအစင်း80ဆိုတော့ပင်လယ်ကြောင်းကုန်သွယ်ရေးကနေပြီးတော့ကျမတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဝင်ငွေတွေရရှိတယ်တကယ်လို့များကျမတို့ဒီကလပ်တန်မြင့်ဘတ်ဆောင်သုံးစီမံကိန်းကြီးကိုအပြည့်အဝလက်ပတ်နိုင်ပြီဆိုရင်ပလွဲတဲ့စီမံကိန်းကြီးကိုအကောင့်ထဲပေါ်အောင်မြင်နိုင်ပြီဆိုရင်ဒါသမရဦးသိန်းစိန်မျိုးစေ့ချပေးခဲ့တဲ့ပလွဲတဲ့စီမံကိန်းအဲ့ဒီစီမံကိန်းရဲ့ဒစိတ်သားမှာဘာပါလဲဆိုတော့ကလပ်တန်မြင့်ဘတ်ဆောင်သုံးစီမံကိန်းပါတယ်တဝယ်ရည်နဲ့စီမံကိန်းပါတယ်ဒါတွေကိုဒါကျမတို့အပြည့်အဝအကောင့်ထဲပေါ်လက်ပတ်နိုင်ရင်ကျင်းသေးပါကျမတို့နိုင်ငံရဲ့နိုင်ငံခြားဝင်ငွေတွေဖွံ့ဖြိုးတိုးတက်လာသလိုနိုင်ငံရဲ့ GDP ကနှစ်ဆတိုးတက်သွားလိမ့်မယ်လို့အာမခံနိုင်တယ်ဆိုတော့မြန်မာပြည်မှာလိုအပ်နေတာကငြိမ်းချမ်းရေးတာဖြစ်တယ်တိုင်းပြည်မှာတည်ငြိမ်အေးချမ်းပြီဆိုရင်ကျမတို့စီးပွားရေးကိုနိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုနိုင်ငံတော်ရဲ့ပညာရေးနိုင်ငံတော်ရဲ့ကျန်းမာရေးကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ပါလိမ့်မယ်လက်ရှိမှာသာတိုင်းပြည်ကတည်ငြိမ်အေးချမ်းခဲ့လို့ဒီကလပ်တန်မြင့်ဘတ်ဆောင်သောစီမံကိန်းကိုအကောင့်ထဲပေါ်ပြီးအပြည့်အဝလက်ပတ်နိုင်ရင်တဝယ်ရင်းနဲ့စီမံကိန်းကိုအကောင့်ထဲပေါ်ပြီးအပြည့်အဝလက်ပတ်နိုင်မယ်ဆိုလို့ရှိရင်လက်ရှိမှာစင်ကာပူနိုင်ငံတို့ထိုင်ဝမ်နိုင်ငံတို့ကနေပြီးတော့ရရှိနေတဲ့ပင်လယ်ရေကြောင်းကုန်သွယ်ရေးကနေရရှိတဲ့သူတို့အကောက်ခွန်တွေရဲ့တဝက်90%နီးပါးကိုကျမတို့မြန်မာနိုင်ငံကရရှိမှာဖြစ်ပါတယ်ဒီပလဲတဲ့စီမံကိန်းကိုကျမ2019-2020တဲ့ကတောက်လျှောက်အခါခွင့်တင်ရင်တင်တယ်လို့အများပြည်သူတွေကိုမျှဝေပြီးဖြစ်ပါတယ်ဒီစီမံကိန်းကြီးတွေသာအောင်မြင်ခဲ့မယ်ဆိုရင်ကျမတို့နိုင်ငံတော်ရဲ့ပညာရေးကျန်းမာရေးဘတ်ဆောင်ခန္ဓာဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နိုင်မှာဖြစ်တယ်ဒါကြောင့်မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်နေတဲ့တစ်ခုတည်းသောအားနည်းချက်လိုအပ်ချက်ကငြိမ်းချမ်းရေးတာဖြစ်ပါတယ်မြန်မာပြည်ငြိမ်းချမ်းရေးဒီနေ့ငြိမ်းချမ်းရေးရတယ်မနက်ဖြန်ဖွံ့ဖြိုးတိုးတက်ရေးလမ်းစာကိုခြေဦးလှမ်းနိုင်ပြီခြေဦးစနိုင်ပြီလို့သိပညာပေးမျှဝေပေးချင်ပါတယ်နောက်ပြီးဒီနေ့ပြည်သူတွေကြားထဲမှာခရက်ထနေတဲ့ကိစ္စဒလားဒလားကိုရီးယားမြန်မာချစ်ကြည်ရဲ့ဒလားဒလားဒါတချို့ကပြောတာပေါ့နော်ဒါအမေစုဆိုကလက်ထက်ကပနက်ရိုက်ပြီးလုပ်ပေးခဲ့တာတကယ်တော့ဦးသိန်းစိန်ဆိုကလက်မှတ်ထိုးတယ်ဒေါ်ဆန်းစုကြည်ဆိုရကပနက်ရိုက်တယ်လက်ရှိမှာကျမတို့နိုင်ငံတော်အကြီးအကဲတရားယူပြီးစီအောင်စောက်လုပ်ပြီးတော့တရားဖွင့်လှစ်ပေးခဲ့တယ်ဒီနေရာမှာဘာကိုကြည့်မယ်လဲဆိုရင်အစိုးရဆက်ဆက်ကမျိုးစေ့ချပေးခဲ့တဲ့အရာတွေကိုအကောင့်ထဲပေါ်ပေးခဲ့တဲ့အရာတွေကိုနောက်တက်လာတဲ့အစိုးရတိုင်းကတက်သွေးမတဲလိုက်နာပြီးဆောင်ရွက်နိုင်မယ်ဆိုရင်ကျမတို့အခုကိုရီးယားမြန်မာချစ်ကြည်ရဲ့ဒလားတတာကြီးဘွားကနေဆိုပေါ်လာသလိုတိုင်းပြည်မှာဖွံ့ဖြိုးတိုးတက်ရေးတွေအများကြီးရနိုင်တယ်အခုကအတိလိုမျိုးမဟုတ်ပဲနဲ့ရှေ့လူကအရင်လူတွေမကောင်းလို့ပါအရင်လူတွေမကောင်းလို့ပါဆိုပြီးလက်ညှိုးထိုးနေတဲ့အတွက်တရားဆောက်တဲ့လူနဲပြီးတော့တရားချိုးတရားဖြတ်တဲ့အချက်ဖက်သမားတွေကများလာရခြင်းဖြစ်တယ်နော်ကောင်းတဲ့အရာကြတော့မိတ်ကြီးခံပြီးမကောင်းတဲ့အခါကျတော့ရှေ့လူတွေလုပ်ခဲ့တာအရင်လူတွေမကောင်းလို့ပါဆိုပြီးတော့လက်ညှိုးထိုးပြစ်ပုံချတဲ့အောက်တန်းသားစိတ်သက်တွေကြောင့်တရားချိုးတဲ့လူတွေများလာခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာတခုခင်ဗျားတို့ကိုပြောချင်တာကခင်ဗျားတို့ကိုမက်ဆေ့လေးပေးချင်တာကဒီတရားကြီးကဒလတရားကြီးကအမေစုဆိုကဘယ်လိုလုပ်ခဲ့တယ်ကြိုးပက်ခဲ့တယ်စီမံခဲ့တယ်ဆောင်ရွက်ခဲ့တယ်ဆိုရင်ဒေါ်စုကြည်ဆိုကလက်ထက်မှာအောင်မြင်တဲ့စီမံကိန်းဘာတစ်ခုရှိတယ်လေဒေါ်စုကြည်ဆိုကလက်ထက်2016မှာအစိုးရတက်တယ်2016 2019 2018 3နှစ်ဇက်တိုက်အစိုးရနဲ့ဖက်ဆက်လုပ်ခဲ့တဲ့ဝင်ကြီးဌာန15ခုမှာအမျက်ငွေတပြားတစ်ကြက်မှမရပဲနဲ့2016 2019 2018 3နှစ်ဇက်တိုက်00000ဘာမှလဲကဏ္ဍတည်တည်မှာတက်တည်နားလဲတော့ပညာရှင်နဲ့ဖွဲ့စည်းထားတဲ့အစိုးရဆိုရင်ဘာကြောင့်3နှစ်ဇက်တိုက်0ဖြစ်ခဲ့တာလဲဘဲဦးမကွဲခဲ့တာလဲဒေါ်ဆိုင်ကျုပ်စီအစိုးရလက်ထက်မှာအောင်မြင်တဲ့စီမံကိန်းဘာရှိလဲနော်ခင်ဗျားတို့ဘယ်လောက်ထိအောက်တန်းကြလဲဆိုရင်သမရဦးစိမ့်တိန်စောက်ပေးခဲ့တဲ့ချောင်းစုံမွန်ပြည်နယ်ချောင်းစုံတရားတောင်မှာဗိုလ်ချုပ်အောင်ဆန်းတရားဆိုပြီးတော့ဇွတ်နေရယူပြီးတော့နှမ်းဖြူကြတာနော်ကျိတ်တေပေါက်ဒီတရားကြီးလဲသူတို့သာအာဏာရနေသေးလို့ရှိရင်ဗိုလ်ချုပ်အောင်ဆန်းတရားဆိုပြီးတော့ဇွတ်ဗိုလ်ချုပ်ကိုမြောက်ပြဆန်တောင်းတို့ဗိုလ်ချုပ်ကိုအဲ့ဒီလိုချနေကြအောင်ပါဆိုလိုချင်တာဒေါ်ဆန်းတူကြီးဆိုကလက်ထက်မှာအောင်မြင်တဲ့စီမံကိန်းပါတစ်ခုမှမရှိဘူး2019 2019 2018 3နှစ်ဇက်တိုက်ဝန်ကြီးဌာနအစိုးရနဲ့ဖက်ဆက်လုပ်ခဲ့တဲ့ဝန်ကြီးဌာနတွေအကုန်လုံးမှာ
အမျက်ငွေတစ်ချက်မှမပေါ်ခဲ့ဘူးအဲ့ဒီလိုပဲစီမံခန့်ခွဲမှုညံ့အဖြစ်တဲ့အတွက်အစိုးရရဲ့ဝန်ကြီးဌာန73ခုမှာ910ဘီလီယံအကျွေးတင်ခဲ့တယ်ခင်ဗျားတို့အစိုးရလက်ထက်မှာတိုးတက်ပြီးတော့ဖွံ့ဖြိုးတိုးတက်ပြီးတော့ပေါ်များလာတာဆိုလို့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေပဲရှိတယ်ဗိုလ်ချုပ်အောင်ဆန်းနဲ့မတူတော့ဗိုလ်ချုပ်အောင်ရှည်ဗိုလ်ချုပ်အောင်ပုဗိုလ်ချုပ်အောင်စိန်ဗိုလ်ချုပ်အောင်ပိန်အဲ့ဒီလိုမျိုးအမျိုးသောပုံစံအမျိုးသောဗိုလ်ချုပ်အောင်ဆန်းနဲ့မတူတဲ့ရုပ်ထုတွေသာဖွံ့ဖြိုးတိုးတက်လာတာရှိတယ်နော်ဆိုတော့သူများအကောင့်ထဲပေါ်ပြီးတော့သူများလှုပ်ဆောင်ထားတာကိုနှမ်းဝေမဖြုတ်နဲ့နှမ်းဝေမဖြုတ်နဲ့လူဆိုတာသူ့ဖုံးသူ့ကန်နဲ့လာတာနော်ကျမလေးတခါမှဒီနိုင်ငံရေးအမျိုးသားရေးလုပ်ခဲ့တဲ့ကာလာတဲ့ရှောင်းပါလေဒီမှာတခါမှအဖလို့မခေါ်ဘူးဗျာချစ်ဖေးလို့လည်းမခေါ်ဘူးချစ်ဘာကြီးလို့လည်းမခေါ်ဘူးကျမဒီအမျိုးသားနိုင်ငံရေးလုပ်တဲ့လူတယောက်ဖြစ်ပေမဲ့အများအမြင်မှာကြတော့ကျမကတိုင်းရေးပြည်နိုင်ငံရေးအမျိုးသားရေးတွေမျှဝေပေးပြီးသတင်းကြောင်းရတွေပြောနေတဲ့သတင်းကျင်ညာသူတယောက်ဖြစ်အများကတတ်မှတ်ထားတာဖြစ်တဲ့အတွက်ကျမကသတင်းကိုသတင်းလိုပဲပြောရတယ်အဲ့ဒီတော့ကျမအယောင်သွေးပါလို့မရဘူးเนาะဆိုတော့ဒေါအောင်ဆန်းစုကြည်ဆိုလဲကျမဒေါအောင်ဆန်းစုကြည်ပဲခေါ်တယ်ဦးမင်းအောင်လိုင်းဆိုလို့ရှိရင်လည်းဦးမင်းအောင်လိုင်းတက်ချုပ်ကြီးပဲခေါ်တယ်တခါမှအဘတို့အဘိုးတို့ချစ်ဖေးတို့မခေါ်ခဲ့ဘူးဒါပေမဲ့ဒီနေ့မှာတော့ကျမလေးဘဘကြီးအဲ့ဒီလိုဘိုးအားရပါရလက်နှစ်ဖက်နဲ့ဒီလိုကြီးမလိုက်ချင်တာတကယ်ကိုဖုံးနေကန်တဲ့ရွှေစက်စင်မှာပထမဆုံးစင်ပြူတော်လေးပေါ်တယ်နော်စင်ပြူတော်လေးရထားတဲ့တကတိုင်းပြည်မှာရင်တော့လည်းစင်ပြူတွေပေါ်ဘူးတယ်ဒါပေမဲ့အဲ့ဒီစင်ပြူတွေကြတော့နော်သူ့ဘာလို့ဟိုဒီမွေးပြီးသားစင်ပြူကိုဖမ်းပြီးတော့ဖမ်းရတာအခုစင်ပြူတော်လေးရထားတဲ့တကကြတော့စင်ပြူတော့အခုမှပေါက်တာအခုမှမွေးတာဖုံးနေကန်နဲ့လာတာနော်စင်ပြူတော်ဆိုလို့ရှိရင်လည်းပြောကြတာပေါ့တစ်ဖက်အုပ်စုတွေကဗာလဲစင်ရခယူးတင်းဆွဲနေတာတို့ဘာဖြစ်တယ်ညာဖြစ်တယ်တို့ပေါ့ကွယ်သူတို့ကတော့ထုံးတဲ့အတိုင်းပဲလောင်နေပေါ့သူတို့ထုံးတဲ့အတိုင်းလောင်ကြဟောင်ကြတယ်စင်ပြူတော်လေးရထားတဲ့ကကြတော့ခဏတို့အဲ့ဒီလိုမျိုးပြောသလိုခယူးတင်းဆွဲနေတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရင်အခုကျမတို့ဘဘကြီးရဲ့ဖုံးကန်ကြောင့်တဘာဝတံငွေနော်ကမ္ဘာဒုတိယအကြီးဆုံးတော့ကုဘပေ64 ထရီလီယံရှိတော့ဂျင်းနဲ့တိုက်ကြီးရှာဖွေတွေ့ရှိတယ်နော်တဘာဝတံငွေကုဘပေ1 ထရီလီယံဆိုရင်တော့အမေရိကန်ဒေါ်လာ3 ထရီလီယံ4 ထရီလီယံလောက်တိုင်64 ထရီလီယံဆိုဘယ်လောက်တောင်များမလဲဟမ်ဒါပေမဲ့လေတိုင်းပြည်မှာဒီလိုရွှေတွင်းကြီးကတကယ်ကိုမြေကြီးကရွှေတီးပြီးတော့ဒီလိုကဘာမှာဒုတိယအကြီးဆုံးတဘာဝတံငွေတိုက်ကြီးတွေးရှိတာတော့မှမပြောနိုင်ရှာတဲ့အငုံစိတ်နဲ့လူတွေအများကြီးရှိတယ်သူတို့မပြောနိုင်ရှာဘူးမလေးဒီသဘောတန်းဝေတိုက်ကြီးအမေစုဆိုးကလက်ထက်မှာတွေးလိုက်ရင်ဘယ်လောက်ကောင်းမလဲအမေစုဆိုးကလက်ထက်မှာတွေးရင်တိုင်းပြည်ကပြည်သူတွေအတွက်အသုံးချမှာအခုအာဏာရှင်တွေကသဘောတန်းဝေတိုက်ကြီးတွေးတော့လည်းပဲသူတို့အိတ်ထဲပဲထဲမှာပဲဆိုတဲ့အငုံစိတ်တဲ့တွေကလောင်ကြတာဒါဆိုရင်ကျွန်မတခုမေးချင်တာဒေါအောင်ဆန်းစုကြည်ဆိုးကလက်ထက်မှာတွေးခဲ့တဲ့ဖားခင်ရကြောက်စိန်တို့ကြီးဘယ်ရောက်သွားတယ်လဲထပ်ပြီးမေးမယ်နော်ဒေါ်ဆန်းစုကြည်လက်ထက်မှာတွေ့ခဲ့တဲ့ဖားခင်ကကြောက်စိန်တုံးကြီးဘယ်ရောက်သွားတယ်လဲအတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဘယ်ကဏ္ဍမှာဝင်ငွေဘယ်လောက်သုံးခဲ့လဲအဲ့ဒါဗကတိနိုင်ငံကြီးပဲလက်ရှိနိုင်ငံတော်အတွက်ဝမ်းသာကြတဲ့ဒီလိုအကြီးဆုံးသောသဘာဝတံငွေတိုက်ကြီးတွေ့ရှိရတော့မှသူများပြောလို့ကိုမပြောနိုင်တဲ့အငုံစိတ်တဲ့နယ်လူရန်စားတယ်နော်ဒီသဘာဝတံငွေတိုက်ကြီးတွေ့လဲမင်းအောင်လိုင်းကစစ်အာဏာရှင်တွေကသူတို့အိတ်ထဲပဲသူတို့ထဲမှာပဲပြည်သူနဲ့မဆိုင်ဘူးပြည်သူရတာမဟုတ်ဘူးဆိုပြီးတော့ပြောကြတယ်တချို့တော့ဘာလို့ပြောလဲအိန္ဒိယမှာတဲ့မီးသွေးထွက်တယ်ပေါ့အိန္ဒိယကသူတို့ထွက်တဲ့မီးသွေးကိုသူတို့နိုင်ငံအတွက်သူတို့ပြည်သူတွေအတွက်အသုံးချတယ်တဲ့တရုတ်မှာကမြေရှားတပ်ထုထွက်တယ်တရုတ်ကသူ့ရဲ့မြေရှားတပ်ထုကိုသူ့ဒေတာသူ့ပြည်သူဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးတယ်တဲ့နော်ထိုင်းမှာကျတော့သဘာဝဓာတ်ငွေရတယ်ထိုင်းကအဲ့ဒီသဘာဝဓာတ်ငွေကနေပြီးတော့ပြည့်စုံမီရရှိအောင်သူ့ဒေတာသူ့ပြည်သူသူ့နိုင်ငံသားတွေသုံးတယ်တဲ့မြန်မာပြည်မှာကတော့ဘာပဲထွက်ထွက်ဆရာနာရှင်တွေကသူတို့အိတ်ကက်ထဲပဲထဲမှာပဲပြည်သူနဲ့မဆိုင်ပါဘူးဆိုပြီးတော့စစ်တပ်မုံကြီးကိုတစ်ဖက်ပိတ်ပြီးပြောကြတယ်အိန္ဒိယမီးသွေးထွက်တယ်တရုတ်ကမြေချတပ်ထွက်တယ်ဟုတ်တယ်မှန်တယ်ဒါပေမဲ့တရုတ်နဲ့အိန္ဒိယဆိုတာက New World Order ကမ္ဘာခေါင်းကင်ဖခင်ကြီးတော့မတူနဲ့တူလို့မရဘူးဟိုရာတွေက New World Order နိုင်ငံတွေကမ္ဘာခေါင်းကင်ဖခင်နိုင်ငံတွေဖားတူလို့ခယူကိုရင်တော့ဖင်ကျိုးရုံပဲရှိနေမယ်တွားပြီးတော့မတူနဲ့ဒါဆိုရင်သူတို့ပြောတယ်ထိုင်းပေါ့ထိုင်းမှာဆိုလို့ရှိရင်သဘာဝဓာတ်ငွေရတယ်ပေါ့သဘာဝဓာတ်ငွေကနေသူတို့ပြည်သူတွေမီးလင်းအောင်လုပ်လို့ရတယ်ပေါ့ဆိုတော့ထိုင်းနဲ့မြန်မာနဲ့ဥပမာယခုကျမတို့ဒီတက်မတော်ဆိုရအဲကြောက်ဆိုရလက်ထက်မှာပထမဆုံးတွေးရှိတာကမင်းရဲ့သူစီမံကိန်းနော်မင်းရဲ့သူစီမံကိန်းဆိုတာကဒီသဘာဝဓာတ်ငွေပဲရှာဖွေတွေ့ရှိတယ်အဲ့ဒါကိုထိုင်းနိုင်ငံနဲ့လက်မှတ်ထိုးလိုက်တယ်အခုနောက်3နှစ်အတွင်းမှာဒီမင်းရဲ့သူစီမံကိန်းကနေပြီးတော့သဘာဝဓာတ်ငွေထုတ်လုပ်နိုင်မယ်ဒါပေမဲ့ထိုင်းနဲ့လက်မှတ်ထိုးတဲ့အတွက်အဲ့ဒီအကျိုးမြတ်အများစုထိုင်းရရတာရှေ့မှာလည်းဒီလိုပဲเนาะရတနာကန်းလွန်လောက်ွက်ရှိရဲဇောဒီကကန်းလွန်လောက်ွက်ရှိတယ်ဒီရဲတဲ့ကွန်เนาะရှင်နန်းတဘာဝတိုင်းငွေကန်းလွန်လောက်ွက်ရှိရဲအဲ့ဒါတွေတော်တော်များများကထိုင်းနဲ့စာချုပ်ချုပ်ထားတာဖြစ်တဲ့အတွက်เนาะထိုင်းရဲ့ PTT EP PTTO ဟာ
ကျမရုပ်တံဖိုင်တွေအမြဲတမ်းနားထောင်နေတူတွေဆိုကျမပြောတဲ့ PTT EP PTT OR ကိုကောင်းကောင်းသိတယ်ထိုင်းရဲ့ PTT EP PTT OR နဲ့လက်မှတ်ထိုးထားတာဖြစ်တဲ့အတွက်အဲ့ဒီစီမံကိန်းကန်းလွန်ရင်းနဲ့လောက်ွက်တွေကရတဲ့အကျိုးမြတ်က80%ကထိုင်းရတာလေ80%တော့ရပြီဆိုမှတော့သူ့ data သူ့ပြည်သူမီလီယံလျှက်စစ်ထုတ်လို့ရတာပေါ့ကိုမြန်မာနိုင်ငံက20%ပဲရတာတခါတလေကျရင်ငါတို့နိုင်ငံကဟာမြေကြီးလာရွှေသီးတယ်ဆိုပြီးပြောနေလို့မရအောင်အဲ့ဒီထွက်တဲ့ရွှေသီးကိုထုတ်နိုင်တဲ့နီးပညာရှိသလားကုန်ကြသေးရှိသလားဒါတွေထည့်တွေ့ရတယ်နော်မြန်မာနိုင်ငံမှာတဘာဝတံငွေတိုက်ကြီးတွေရှိတာမှန်တယ်နော်မြေပေါ်မြောက်တရားစားရတွေရှိတာမှန်တယ်မြေကြီးကရွှေသီးတယ်ဒါပေမဲ့အဲ့ဒီရွှေကိုထုတ်ဖို့ကုန်ကြသေးလို့တဲ့နီးပညာလိုအပ်တယ်ဥပမာမြင်းသားထင်းသားရှိအောင်ပြောရရင်အခုလက်ရှိမှာနွေရာသီရောက်တယ်တောက်သုံးရည်တွေရှားပါတယ်ဒါကြောင့်မလို့ခြံထဲမှာရေတွင်းတူးမယ်ဆိုပါစို့ငွေကြေးတက်နိုင်တဲ့လူကြတော့ဆက်တွင်းတူးလိုက်တဲ့မော်တာလေးနဲ့ရေတင်တယ်ငွေကြေးတက်နိုင်တဲ့လူကြတော့အရင်နေ့ရှိတဲ့လူကအရင်နေ့မရှိတဲ့လူကြတော့ရေတုံကင်းပဲတူးလို့ရတယ်နော်လက်နဲ့နှင်းနဲ့လက်နဲ့ထိတ်တဲ့ရေတုံကင်းရှိတယ်ခြေထောက်တဲ့နှင်းနဲ့ရေတုံကင်းရှိတယ်လုံးဝကို့မှာငွေကြေးအရင်နေ့လုံးဝမရှိတဲ့လူကြတော့ငါခြံထဲမှာတော့ရေအရင်မြစ်ရှိတယ်ဘေးအိမ်ကဟိုဘက်အိမ်ကဒီဘက်အိမ်ကအိမ်နီးချင်းတွေလာကြငါတို့ခြံထဲမှာရေတွင်းတူးပါဆိုပြီးတော့အိမ်နီးချင်းကိုရေတွင်းတူးဖို့ခေါ်ရတယ်အိမ်နီးချင်းကကိုယ့်ခြံထဲမှာရေတွင်းလာတူးမှာအဲ့ဒီတူးတဲ့ရေကြီးကိုသူနဲ့ကိုယ်နဲ့မျှပြီးတောက်ရတယ်နော်ဒါကနီးပေးနေမြင်သားထင်သာရှိအောင်ပြောပြတာဟောတခါတလေကြာခင်ဗျားတို့က260ရဘလို့290ရဘလို့ဆရာနာရှင်တွေကဘလို့ခိုးခဲ့တာခင်ဗျားတို့တလျှောက်လုံးပြောခဲ့တာအဲ့ဒီ260တမိုင်းကိုပြန်ကြည့်ရင်စီမံခန့်ခွဲမှုအမားမဟုတ်ဘူးအုပ်ချုပ်ရေးနည်းစနစ်ညံပြင်းလို့မဟုတ်ဘူးအဲ့ဒီလိုတဘာဝအရင်းမြစ်တွေကိုထုတ်ယူနိုင်တဲ့နည်းပညာမရှိလို့ထုတ်ယူနိုင်တဲ့နည်းပညာမရှိလို့ငွေကြေးအရင်းနှီးမရှိလို့တိုင်းပြည်မှာတရားစာရတွေရှိပါလေဘာကြောင့်ဆင်းရဲနေတာလဲဆိုတဲ့လူတွေကိုသိဖို့စမကပြောပြပေးတာတရားစာရတွေရှိတာမဲ့နဲ့ထိုင်းကသူတို့မှရှိတဲ့တန်းငွေနဲ့တနင်္ဂနွေလုံးလျှက်စစ်မီးတောင်လုံနိုင်မှဲ့နဲ့ထိုင်းက80%ရတာဟုတ်ကျမတို့က20%ပဲရတာလေနော်ဒီလိုပဲသဘောတန်းငွေဆိုလို့ရှိရင်လည်းအဲ့လိုကန်းလို့ရင်းနဲ့လောက်ွက်မဟုတ်တဲ့ကျမတို့ပြည်မှာဆိုလို့ရှိရင်ကွယ်ပြည်မြို့အဝင်မှာကျမတို့ပြည်ရင်းနဲ့မြေဆိုတာရှိတယ်ကျမတို့ပြည်ရဲ့တစ်ဖက်ကမှာကျတော့မြင်းအောင်ရင်းနဲ့မြေရှိတယ်အဲ့ဒီပြည်ရင်းနဲ့မြေတို့မြင်းအောင်ရင်းနဲ့မြေတို့ကျတော့အနေချခြံဝမ်းအဲ့လိုအနေချခြံဝမ်းကနေပြီးတော့ကော်မရှင်တွေဖွဲ့ရတဲ့စူးစမ်းလေ့လာရေးပေါ့နော်ပညာရှင်တွေပါဝင်နေတဲ့ကော်မရှင်တွေဖွဲ့အဲ့ကနေပြီးရမှာစူးစမ်းလေ့လာပြီးရမှာကျမတို့ရှင်နေတဲ့သဘောတုံးတွေထုတ်ရတာနော်လက်ရှိမှာဆိုလို့ရှိရင်ဒီရှမ်းပြည်နယ်ကလောမြို့နယ်မှာရှိတယ်ကလောအနေစားဆိုင်ဝမ်ကနေပြီးတော့ကျမတို့ဒီရေနံနဲ့သဘာဝတံငွေထုတ်ယူဖို့အတွက်စူးစမ်းလေ့လာရေးကော်မရှင်ပေါ့နော်ပညာရှင်တွေပါဝင်တော့လေ့လာရေးကော်မရှင်ကိုနိုင်ငံတော်ဆိုရကနေဖွဲ့စည်းထားတာရှိတယ်ကျမတို့မြန်မာနိုင်ငံမှာကအဲ့ဒီလိုမျိုးအနေစားဆိုင်ဝမ်တွေကလည်းအများကြီးရှိတယ်ဒါပေမဲ့အများကြီးရှိပါလေနဲ့လက်တွေ့မှာထုတ်နိုင်တဲ့လက်တွေ့ထုတ်ယူနိုင်တဲ့အနေစားဆိုင်ဝမ်ကနေတယ်နော်မြန်မာနိုင်ငံမှာတဘာဝတန်းငွေရင်းနှံနဲ့တဘာဝတန်းငွေထုတ်ယူနိုင်တော့ကျမတို့ပြည်ရင်းနဲ့မြေကဲ့သို့အနေကြခြိုင်ဝမ်းက14ခုရှိတယ်။သို့တော့တကယ်တည်းထုတ်နိုင်တာက9ခုပဲထုတ်နိုင်တယ်။ကျန်တဲ့9ခုကိုလေ့လာရမယ်။ပညာရှင်လိုအပ်တယ်။နည်းပညာလိုအပ်တယ်။ငွေကြေးအရင်းအနှီးလိုအပ်တယ်။နော်ဆိုတော့တိုင်းပြည်မှာတရားစားတွေရှိတယ်စစ်တပ်ကခိုးသွားလို့တိုင်းပြည်မွဲတယ်ဆိုတဲ့တစ်ဖက်ပိတ်အတွေးတွေနဲ့လူတွေလည်းဒါကိုသိသေးချင်းနဲ့နော်အိန္ဒိယကမြေသွေးထွက်တဲ့သူ့နိုင်ငံကိုသူသုံးချတယ်တရုတ်ကမြေရှားတပ်တွေထွက်တဲ့သူ့နိုင်ငံသူသုံးချတယ်မြန်မာနိုင်ငံမှာဒီ64ထရီလီယံရှိတဲ့သဘာဝတန်းငွေတိုက်ကြီးတွေ့လဲပဲဆရာနာရှင်တွေကသူတို့ဖာနေသူတို့သုံးပါပဲပြည်သူနဲ့မဆိုင်ပါဘူးဆိုတဲ့တစ်ဖက်ပိတ်နေတဲ့လူငန်းတော်တွေကိုလည်းသိစေချင်ပါတယ်ဒါတွေကခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေလက်ရှိနိုင်ငံတော်ကြီးကကျမတို့ဘဘကြီးမင်းအောင်လှိုင်ရဲ့ဖုန်းနဲ့ကန်တဲ့ကြောင့်ပေါ်ထွက်ခဲ့တဲ့အရာတွေပါသူ့ရဲ့ဖုန်းကန်ကြောင့်ပထမစင်ပြူတော်ပေါ်တဲ့အခုဒုတိယနော်တဘာဝတန်းငွေတိုက်ကြီးမြန်မာနိုင်ငံမှာအကြီးဆုံးသောတဘာဝတန်းငွေ64ထရီလီယံရှိသောခန့်မှန်းတန်ချေကုဘပေ1ထရီလီယံကိုအမေရိကန်ဒေါ်လာ4ထရီလီယံလောက်တန်နဲ့နော်ကျမတို့နိုင်ငံတော်အတွက်ရွှေတွင်းကိုကျမတို့တွေ့တယ်အခုဖုန်းနဲ့ကန်တဲ့ကြောင့်ပဲကိုရီးယားမြန်မာချစ်တီရဲ့ဒလာတရားကြီးကိုအောင်မြင်စွာဖွင့်လှစ်နိုင်တယ်နော်ခင်ဗျားတို့ဘလောက်ပဲစော်ကားနေပါစေခင်ဗျားတို့ဘလောက်ပဲဝစီကန်နေနဲ့ပြစ်မစော်ကားနေပါစေမနောကန်နဲ့ပြစ်မစော်ကားနေပါစေသူ့ရဲ့တီလာတမာတိနော်သူ့ရဲ့သီလသမာဓိသူ့ရဲ့ဖုံးကံခင်ဗျားတို့ဘယ်သူမှရှင်းလို့မရဘူးဗျအဲ့ဒါတကယ်အမှန်တရားတကယ်အရှိတရားပဲနော်တကယ်အမှန်တရားတကယ်အရှိတရားပဲဒီနေ့တော့ကျွန်မမပုတုမဟောက်သေးရတကယ်ကိုဘောကိုပြင်းမလိုက်တယ်တကယ်ကိုဖုံးနဲ့ကန်နဲ့ရွှေသစင်ဖြစ်တယ်ကျွန်မတို့နိုင်ငံတော်ရဲ့နော်တမန်တော်ကာကွယ်ဦးစီးချုပ်ကြီးဖြစ်ပါတယ်